Hello အားလုံးပဲမင်္ဂလာပါအခုတခါဒီမှာအရှင်လိုက်ကြီးနဲ့ကိုစားပြနေတာအသေးရစရာကောင်းလိုက်တာဟေး Ulang baon namin, wala kaming ulam. ကြောက်စရာရေးပါနဲ့တူတာလဲမသိဘူးသွားအမစားလာပါလားမသိဘူးဟိုပလင်းထဲကလဲ Walo. သူစိန်ထားတာလေ Wala mga idol. Yan o, walo. အငရုတ်တီးတွေဘာတွေချစ်သွန်နေစိန်ထားတဲ့အရေးထင်တယ် Tam ko na na. မွေတော့ Kanina to ah. အဲ့ဒီမွေကူရောစမလားမသိဘူးမွေကိုင်းနဲ့လက်ကြီးနဲ့လေထမင်းကိုလည်းစားတည်တယ်ဟိုမှာပဇွန်လည်းအစိမ့်လိုက်ကြောက်တယ်ကျမတို့ဆိုနေချက်တယ်ဆိုရင်တောင်းမှလေချစ်လေးနဲ့ကိုချက်တာအကြိုက်ချက်ရတယ်သူစားတဲ့ပုံစားနဲ့လေတော်တော်လေးစားကောင်းနေတယ်ဒီလိုမျိုးအစိမ်းစားတာကိုလေသူစားတဲ့ပုံစားလဲလေတော်တော်လေးနဲ့စားကောင်းတဲ့ပုံပဲဟိုမှာပကအောင်မလဲလေမွေစိမ့်လိုက်သွားနေတာမလေးအဲ့မွေကိုရောစမလားမသိ Mango, kunin mo. Ang mga idol. စားကောင်းနေတယ်မတော်လေးနဲ့စားကောင်းနေတယ်အမလေးမွေကလည်းကောင်းတေးသေးလေးတွေကိုရှုပ်ရှက်ခတ်သွားနေတာပဲတေးရကွာအမရဲ့အသေးရတယ်ဘာမွေလည်းမသိဘူးကနန်းလေးပါတယ် Yan, limango, kasagyan. အဲ့ဒီကနန်းလေးအစိမ့်လေးစားမလားမသိဘူး Galing. Sarap to. ဤရဖာနေတခါတည်းနဲ့စားရSuka to mga idol. အမလေးမလေးတချမ်းကလည်းရှင်နေသေးတယ် Luto. အမလေးကောင်းလေးတွေကလည်းလေတနာစရာကောင်းတယ်နော်ကနန်းအခုစားနေတဲ့ဟာတော့ကနန်းပဇွန်ကနန်းတနာစရာကောင်းတယ်နော်မွေကူရောစောင်းမလားအမကြီးပုံစားလဲလေစားကောင်းတဲ့ပုံစံပါပဲနော်သူစားတဲ့ပုံစံလဲတော်လေးနဲ့အယတာစီမဲ့ပုံစံတော်လေးနဲ့စားကောင်းတဲ့ပုံစံတီပါပဲမလေးထမင်းဖြူစားလိုက်အကောင်အရှင်တွေကိုစားလိုက်နဲ့အမလေးပဇွန်တနာစရာကောင်းလိုက်တာရှင်လိုက်ချင်းတဲ့ကိုအိုးထဲမှာထည့်ချက်တာလည်းမဟုတ်ဘူးပါဇက်ကြီးထဲမှာကိုထည့်တာဆိုတော့လေသူတို့တဲ့အရေးရလဲလေတော်လေးအရအသားရှိမဲ့ပုံစံပဲနော်အချင်းရလားမသိဘူးပလင်းထဲမှာစိန်ထားတဲ့ဟာလေ
မီးစီဖို့မလိုဘူးမီး အိုးလည်းစီဖို့မလိုဘူးမီးလည်းစီဖို့မလိုဘူးဟာတူဆရာစီရင်ပြီးပြီတူဆရာဆိုရင်လည်းလေညုတ်အသီးနဲ့အစားနဲ့စီရင်ပြီးပြီတရားတယ်ကောင်းလိုက်ချစ်စားနေတာကြောက်တယ်